မာကျမ်းစာများကိုနေ့စဉ်နားဆင်နိုင်ရန်အတွက် channel လေးအား like and subscribe လုပ်ထားပေးပါ။ဘုရားသခင်နာမတော်သင်တို့အားလုံး၌ကြောက်ပါစေသော။အာမင်။စာလံကျမ်းစာဖတ်ရှုခြင်းစာလံကျမ်းအခန်းကြီး7မတရားသောသူတို့သည်သဘောဖြောင့်သောသူတို့ကိုမထင်မရှားပြစ်အံ့သောငါလေးကိုတင်၍လေးညှို့ပေါ်၌မြားကိုပြင်ကြ၏။အမိတကယ်တို့သည်ပြက်လင်ဖြောင့်မတ်သောသူသည်အဘယ်သို့ပြုနိုင်သနည်းငါဝိညာဉ်အားသင်သည်ငှက်တကဲ့သို့ကိုနေရာတောင်ပေါ်သို့ပြေးချေဟုအဘဲကြောင့်ပြောကြသတည်းထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ထာဝရဘုရားသည်တန်ရှင်းသောဗိမာန်တော်၌ရှိတော်မူ၏ထာဝရဘုရား၏ပလင်တော်သည်ကောင်းကင်ပေါ်မှတည်၏မျက်စိတော်သည်ကြည့်ရှု၍မျက်ခမ်းတော်သည်လူသားတို့ကိုစစ်တော်မူ၏ထာဝရဘုရားသည်ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏မတရားသောသူနှင့်လူယူဖြက်စီးလိုသောသူကိုဝိညာဉ်တော်သည်မုန်းတော်မူ၏မတရားသောသူတို့ပေါ်မှာတောက်တော်မိခဲကန့်နှင့်ရောသောမိရှံပူလောင်သောမုန်တိုင်းကိုတက်ရောက်စေ၍သူတို့တောက်เสียကိုစီရင်တော်မူမည်တရားသဖြင့်ပြုတော်မူသောထာဝရဘုရားသည်တရားသောအမှုကိုနှစ်သက်၍သဘောဖြောင့်သောသူကိုမျက်နှာပြုတော်မူ၏စာလံကျမ်းအခန်းကြီး7အိုထာဝရဘုရားကယ်တင်တော်မူပါသူတော်ကောင်းမျိုးသည်ပြည့်၍သစ္စာရှိသောလူမျိုးသည်လူသားတို့တွင်ကွယ်ပြောက်ပါ၏အိမ်နီးချင်းတို့သည်တဦးကိုတဦးမူသားသုံး၍ချော့မော့သောနှခမ်းနှခွသောစိတ်နှင့်ပြောတတ်ကြပါ၏ငါတို့သည်ကိုရှာအားဖြင့်နိုင်မည်ကိုနှုတ်ခမ်းသည်ကိုအမှုကိုစောင့်လိမ့်မည်ငါတို့၏သခင်ကအဘယ်သူနည်းဟုပြောဆိုသောသူတို့၏ချော့မော့သောနှုတ်ခမ်းနှင့်ဝါကြွားသောရှာရှိသမျှတို့ကိုထာဝရဘုရားသည်ဖျက်တော်မူ၏ဆင်းရဲသောသူသည်ခံရသောညှင်းဆဲခြင်းငမွန်းသောသူ၏ငိုကြွေးခြင်းကြောင့်ယခုငါထမည်ကဲ့ရဲ့ခြင်းကိုခံရသောသူဟာချမ်းသာပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏ထာဝရဘုရားမိန့်တော်မူချက်တို့သည်တန်ရှင်းခြင်းရှိ၍မြေနှင့်ကင်းစင်စေခြင်းကမိုက်၌9ကြိမ်စစ်သောငွေကဲ့သို့ဖြစ်ကြ၏အိုထာဝရဘုရားကိုတော်သည်ထိုသူတို့ကိုဤလူမျိုးမှအစဉ်ကာကွယ်စောင့်မတော်မူမည်ဆိုးရုပ်သောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သည့်ကာလမတရားသောသူတို့သည်အရရဲ့လှည့်လည်ရသောအခွင့်ရှိကြစာလံကျမ်းအခန်းကြီး73အိုထာဝရဘုရားကျွန်ုပ်ကိုအလင်းမမှတ်ပဲအဘယ်မျှကာလပတ်လုံးမေ့တော်မူမည်နည်းအဘယ်မျှကာလပတ်လုံးမျက်နှာတော်ကိုကွယ်ထားတော်မူမည်နည်းကျွန်ုပ်သည်အစဉ်ဝမ်းနှဲလျက်အဘယ်မျှကာလပတ်လုံးတွေးသောစိတ်ရှိရပါမည်နည်းကျွန်ုပ်ရန်သူသည်အဘယ်မျှကာလပတ်လုံးကျွန်ုပ်ကိုအုပ်ဆိုးရပါမည်နည်းကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကျွန်ုပ်စကားကိုမျက်နှာပြု၍နားထောင်တော်မူပါကျွန်ုပ်မျက်စိကိုလင်းစေတော်မူပါသို့မဟုတ်လျှင်အသေးအိပ်ပျော်ခြင်းသို့ရောက်ရပါမည်ကျွန်ုပ်၏ရန်သူကငါနိုင်ပြီဟုဆို၍ကျွန်ုပ်ကိုနှောက်ယှက်တော်သူတို့သည်ကျွန်ုပ်လှုပ်ရှားသည်ကိုဝမ်းမြောက်ကြပါလိမ့်မည်ကျွန်ုပ်သည်ကရုဏာတော်ကိုယုံကြည်ပါ၏ကယ်တင်တော်မူခြင်း၌လည်းနှလုံးရွှင်လန်းပါလိမ့်မည်ကျွန်ုပ်၏ကျေးဇူးတော်ပြုသောကြောင့်ထာဝရဘုရားကိုထောပနာသခြင်းဆိုပါမည်စာလံကျမ်းအခန်းကြီး14ဘုရားသခင်မရှိဟုမိုက်တော်သူသည်ထင်တတ်၏ထိုသို့သောသူတို့သည်ဆွေးမြေ့ယိုယွင်း၍ဆက်ဆုပ်ပွေသောအမှုကိုပြုတတ်ကြ၏ကောင်းသောအမှုကိုပြုသောသူတယောက်မှမရှိနားလေသောသူဘုရားသခင်ကိုရှာသောသူတစုံတစ်ယောက်ရှိ၏မရှိသည်ကိုသိမြင်ခြင်းကထာဝရဘုရားသည်ကောင်းကင်ဘော်ကလူသားတို့ကိုငုံ၍ကြည့်ရှုတော်မူ၏လူအပေါင်းတို့သည်လမ်းလွှဲကြပြီတညီတညွတ်တည်းဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏ကောင်းသောအကျင့်ကိုကျင့်သောသူမရှိတယောက်မျှမရှိမုံကိုစားတဲ့ကဲ့သို့ငါ၏လူတို့ကိုကိုက်စား၍ထာဝရဘုရားကိုပထနာမပြုသောအတ္တမလူပေါင်းတို့သည်မသိဘဲနေကြရသလောတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဘုရားသခင်သည်ဖြောင့်မတ်သောလူမျိုး၏သက်ရှိဖြစ်တော်မူ၏နှိမ်ချလျက်ရှိသောသူသည်ထာဝရဘုရားကိုခိုလုံသောကြောင့်သင်တို့သည်သူ၏အကြံစီကိုအဆက်ကွဲစေတတ်ကြ၏ဣသရေလအမျိုးကိုကယ်တင်ခြင်းကျေးဇူးတော်သည်ဇီးုံတောင်ပေါ်မှပေါ်ထွန်းပါစေသောတိမ်သွားခြင်းကိုခံရသောလူမျိုးတော်ကိုတဖန်ထာဝရဘုရားသည်ဆောင်ခဲ့တော်မူသောအခါယာကုပ်သည်ဝမ်းမြောက်ခြင်းဣသရေလသည်ရွှင်လန်းခြင်းရှိလိမ့်မည်စာလံကျမ်းအခန်းကြီး15အိုထာဝရဘုရားတဲတော်၌အဘယ်သူသည်တဲရပါမည်နည်းတန်ရှင်းသောတောင်တော်ပေါ်မှအဘယ်သူသည်နေရပါမည်နည်းဟုမူကားဖြောင့်မတ်သောအကျင့်တရားသောအမှုကိုပြုကျင့်၍သစ္စာစကားကိုစိတ်နှလုံးပါလျက်ပြောထားသောသူတစ်ပါး၏အတရေကိုပြက်စီခြင်းဟာပြောဆိုခြင်း
ကိုနှစ်ဆက်ဆိုင်သောသူ၏အကျိုးကိုပြစ်မှားခြင်းကိုနှစ်ဆက်ဆိုင်သောသူကိုလည်းကဲ့ရဲ့ခြင်းကိုရှောင်ထသောဆိုးရုပ်သောသူကိုအယုတ်ဟူ၍ထင်မှတ်လျက်ထာဝရဘုရားအားကြောက်ရွံ့သောသူကိုရိုသေထသောကိုအကျိုးပြရတော်လဲကိုကျိန်ဆိုသောသစ္စာဂတိကိုမပြတ်ကိုငွေကိုချေး၍အတိုးမယူအပြစ်မရှိသောသူ၏တပတ်မှတစိုးကိုမခံဘဲကျင့်သောသူသည်လှုပ်ရှားခြင်းနှင့်အစဉ်မြဲကင်းလွတ်လိမ့်မည်တည်းစာလံကျမ်းအခန်းကြီး16အကျွန်ုပ်ကိုဆောင်မတော်မူပါဖေဟာကိုတော်ကိုအကျွန်ုပ်ခိုလုံပါ၏ကိုတော်သည်အကျွန်ုပ်၏သခင်ဖြစ်တော်မူသည်ဟုထာဝရဘုရားကိုကျွန်ုပ်လျှောက်ဆိုပါသည်ကျေးဇူးတော်မှာတပါအခြားသောမင်္ဂလာသည်ကျွန်ုပ်၌မရှိပါပြည်တော်၌နေသောတန်ရှင်းသူနှင့်ထူးဆန်းသောသူတို့ကိုသာနှစ်သက်ပါ၏အခြားသောလမ်းသို့လိုက်ပြီးသောသူတို့သည်များစွာသောဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်ငါသည်သူတို့သွန်းလောင်းရာပူဇော်တတ်ကအသွေးကိုမှလူမဆက်လိုသူတို့ဖျား၏နာမကိုမမြွက်လိုထာဝရဘုရားသည်ငါမွေခံရအဖို့ငါစားတော့ရဖို့ဖြစ်တော်မူ၏ကိုတော်သည်အကျွန်ုပ်အမွေနှင့်ကိုဆောင်းလျှောက်တော်မူ၏ငါပိုင်ထိုက်သောနယ်နိမိတ်သည်တာယာသောအရက်တွင်ကြာ၍ကောင်းမွန်သောအမွေကိုငါရပြီငါကိုပြုစုတော်မူသောထာဝရဘုရားကိုကောင်းကြီးပေးမည်ညက်အချိန်၌ပင်ငါနှလုံးသည်ငါကိုနှိုးဆော်တတ်၏ငါသည်ထာဝရဘုရားကိုအစင်မပြတ်မျက်မှောက်ပြု၏အကြောင်းမူကားငါလက်ရဘက်၌တည်ရှိတော်မူသည်ဖြစ်၍ငါသည်စိတ်လှုပ်ရှားခြင်းမရှိရထို့ကြောင့်ငါစိတ်လုံးသည်တာယာခြင်းငါဝိညာဉ်သည်လည်းရွှင်လန်းခြင်းရှိ၏ထိုမှတပါငါအသားသည်မျောလင်းလျက်ကျင်းဝတ်လိမ့်မည်အကြောင်းမူကားကိုတော်သည်ကျွန်တော်၏ဝိညာဉ်ကိုမရဏနိုင်ငံနှင့်ပြစ်ထားတော်မမူကိုတော်၏တန်ရှင်သောသူအားလည်းပုတ်ဆက်ခြင်းကိုရှိစေတော်မမူပဲလျက်အသက်ရှင်ခြင်းလမ်းကိုပြညွှန်တော်မူလိမ့်မည်အထံတော်၌စုံလင်သောဝမ်းမြောက်ခြင်းခွင့်နှင့်လက်ရတော်နားမှအစဉ်မြဲပျော်မွေ့ခြင်းခွင့်ရှိပါ၏စာလံကျမ်းအခန်းကြီး19အိုထာဝရဘုရားတရားသောဘက်မှနေ၍ကျွန်ုပ်အော်ဟစ်ခြင်းကိုမှတ်တော်မူပါမလဲစားတတ်သောနှုတ်နှင့်ဆူတောင်းသောပဋ္ဌနာစကားကိုနားထောင်တော်မူပါကိုတော်တိုင်ကျွန်ုပ်ကိုစီရင်၍ဖြောင့်မတ်သောအရာကိုထောက်ရှုတော်မူပါကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူပါညအခါကျွန်ုပ်ကိုအကြည့်ရှုကြတော်မူပါကျွန်ုပ်ကိုစစ်ကြောသောအခါအပေအပြစ်ကိုမျှတွေ့တော်မမူရာကျွန်ုပ်အကြံစီသည်ကျွန်ုပ်စကားနှင့်မချားမနာပါလူပြုတတ်သောအမှုများမှာဖျက်ဆီးတတ်သောသူ၏လမ်းတို့ကိုနှုတ်ကပတ်တော်အပြင်ကျွန်ုပ်ရှောင်ပါပြီလမ်းခီးတော်၌ကျွန်ုပ်သွားစဉ်တွင်ခြေမချော်စေခြင်းကထောက်မတော်မူပါအိုဖျားသခင်ကိုတော်သည်နားထောင်တော်မူတတ်သောကြောင့်ကျွန်ုပ်သည်တောင်းလျှောက်ပါ၏နားတော်ကိုလှည့်၍ကျွန်ုပ်စကားကိုနာယူတော်မူပါကိုတော်ကိုခိုလုံသောသူတို့ကိုတပုံတို့လက်မှလက်ရလက်တော်အပြင်ကယ်နှိပ်တော်မူပါထူးဆန်းသောမေတ္တာကျေးဇူးတော်ကိုပြတော်မူပါကျွန်ုပ်ကိုညှင်းဆဲသောလူဆိုးသည်ဟုသောကျွန်ုပ်ကိုဝိုင်း၍တတ်လိုသောရန်သူတို့လက်မှကျွန်ုပ်ကိုလွတ်စေခြင်းကမျက်စံကဲ့သို့ကျွန်ုပ်ကိုစောင့်မတော်မူပါအတောင်တော်အရိပ်ထဲမှဖုံးအုပ်တော်မူပါသူတို့သည်မိမိတို့စုဝခြင်းကိုစား၍ထောင်လွှားစော်ကားစွာပြောဆိုကြပါ၏ကျွန်ုပ်တို့သွားလမ်းကိုယခုဝိုင်းပြီးကြပါပြီကျွန်ုပ်တို့ကိုမြေပေါ်မှာလှဲခြင်းကမျက်စိနှင့်ရွယ်ကြပါ၏ဖမ်းမိသောအကောင်ကိုစားခြင်းအာကြည်သောခြင်သေးကဲ့သို့၎င်းစိတ်ကြွယ်ရာရ၌ချောင်း၍နေသောခြင်သေးပြိုကဲ့သို့၎င်းဖြစ်ကြပါ၏အိုထာဝရဘုရားထတော်မူပါသူတို့ကိုတားဆီး၍လှဲချတော်မူပါမတရားသောသူတို့လက်မှကျွန်ုပ်တက်ကိုထားတော်ဖြင့်ကယ်လွှတ်တော်မူပါအိုထာဝရဘုရားဘလော့ကီတာဖြစ်သောထိုလူတို့လက်မှကျွန်ုပ်အသက်ကိုလက်တော်ဖြင့်ကယ်လွှတ်တော်မူပါထိုသူတို့သည်ယခုဘဝမှာမိမိတို့အဖို့ခံရကြပါ၏သူတို့အလိုကိုဗန္နာတော်နှင့်ပြည့်စုံတော်မူ၏သူတို့သားသမီးတို့သည်လည်းကြွယ်ဝ၍မြင့်မြတ်စသည်တို့၌မိမိဥစ္စာကိုခြံထားကြပါ၏ကျွန်ုပ်မူကားဖြောင့်မတ်၍မျက်နှာတော်ကိုဖူးမြင်ရပါလိမ့်မည်နိုးသောအခါပုံတံသောအားဖြင့်ကျွန်ုပ်ကိုပြည့်စုံရပါလိမ့်မည်စာလံကျမ်းအခန်းကြီး18အိုထာဝရဘုရားကျွန်ုပ်၏ခွန်အားပလသည်ဟုသောကိုတော်ကိုကျွန်ုပ်ချစ်ပါ၏ထာဝရဘုရားသည်ငါ၏ကြောက်ငါ၏မျိုးရိုးငါကိုကယ်လွတ်တော်သခင်ငါ၏ဖျားငါကိုးစားသောအစွမ်းတတိငါ၏အကွယ်ကာငါကိုကယ်တင်သောဦးချိုငါ၏ရတိုက်ဖြစ်တော်မူ၏ချီးမွမ်းအပ်သောထာဝရဘုရားကိုငါတောင်းလျှောက်၍ရန်သူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏တေခြင်းကျိုးတို့သည်ငါကိုဝိုင်းမိ၍ဖ
ဖြက်စီးတတ်သောရည်စည်းခြင်းကြောင့်ငါကြောက်လန့်ရ၏မလာရနိုင်ငံ၏ကျိုးတို့သည်ဝိုင်း၍တေမင်းကြော့ကွင်းသည်ငါကိုကြော့မိလျက်ရှိထို့သို့ငါသည်ဆင်းရဲညွန်ညင်သောအခါထာဝရဘုရားကိုခေါ်၍ငါ၏ဘုရားသခင်ကိုအော်ဟစ်လေခေါ်သောအတန်ကိုဗိမာန်တော်ထဲမှကြားတော်မူ၍အော်ဟစ်သောအတန်သည်နားတော်ထဲသို့ဝင်လေထိုအခါအမျက်တော်ထွက်သောအားဖြင့်မြေကြီးတုန်လှုပ်၍တောင်အမြစ်တို့သည်တရွေ့၍လှုပ်ရှားကြ၏နှာခေါင်းတော်ထဲမှမိခိုးထွက်၍နှုတ်တော်ထဲကမီးလောင်သောအားဖြင့်မိခဲတောက်လေမိုးကောင်းကင်ကိုညွတ်သဖြင့်ဆင်းသက်တော်မူ၍ခြေဘဝတော်အောက်၌မှောင်မိုက်ဖြစ်လေခေရုဘိကိုစီးလျက်ပြန်တော်မူ၏လေ၏အတောင်တို့ပေါ်မှလှင်စွာပြန်တော်မူ၏မှောင်မိုက်ထဲမှဘုံကွယ်တော်မူ၍တခဲနှက်သောရေနှင့်ထူထက်သောမိုးတိမ်တို့သည်ကိုယ်တော်ကိုကာယံလျက်ရှိကြ၏ရှေ့တော်၌ရောင်ခြည်ကြောင့်တိမ်ထက်တို့သည်မူးသီးနှင့်မိခဲ့ပါလျက်လွင့်ကြ၏ထာဝရဘုရားသည်လည်းကောင်းကင်ပေါ်မှမိုးချုံ၍အမြင့်ဆုံးသောဘုရားသည်အတန်ကိုလွှင့်တော်မူ၏လေးများတော်တို့ကိုပြေး၍လျှက်စစ်ပြတ်သေးသဖြင့်ရန်သူတို့ကိုအရရက်သို့ခွဲ၍ရှုံးထွေတော်မူ၏ထိုအခါအိုထာဝရဘုရားကိုတော်သည်အပြစ်တင်၍နှာခေါင်းတော်ထဲကအသက်ရှူတော်မူသောအဖြစ်သမုဒ္ဒရာအောက်ပြင်နှင့်လောကတိုက်မြစ်တို့သည်ပွင့်လင်းထင်ပေါ်လျက်ရှိကြ၏ထာဝရဘုရားသည်အထက်ရက်ကလက်တော်ကိုဆန့်၍တခဲနှက်တော်ရေထဲကငါ့ကိုဆယ်ယူတော်မူ၏ငါ့ကိုမုန်းသောသူဟူသည်ကားငါပြန်၍မနိုင်နိုင်အောင်ခွန်အားကြီးသောရန်သူတို့လက်မှငါ့ကိုကယ်လွတ်တော်မူ၏ဘေးဥပတ်ရောက်သောကာလ၌သူတို့သည်စီးတားတော်၎င်းထာဝရဘုရားသည်ငါမိကိုရာဖြစ်၍ငါ့ကိုကျယ်ဝန်းရာရက်သို့ပို့ဆောင်တော်မူ၏ငါ့ကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏ငါဖြောင့်မြတ်ခြင်းရှိသည့်အလျောက်ထာဝရဘုရားသည်အကျိုးကိုပေး၍ငါလက်ဆင်ကြယ်ခြင်း၏အကျိုးကိုစီရင်တော်မူ၏အကြောင်းမူကားငါသည်ထာဝရဘုရား၏လမ်းတော်သို့အစဉ်လိုက်၏ငါ၏ဘုရားသခင်ထံမှပြစ်မှား၏မသွားစီရင်တော်မူချက်ရှိသမျှကိုငါသည်မျက်မှောက်ပြု၏အထုံးဖွဲတော်တို့မပယ်ရှေ့တော်မှာဖြောင့်မတ်၍ကိုဒုဆိုင်ကိုကျင်ဆောင်၏ထို့ကြောင့်ရှေ့တော်မှာထင်ရှားသောငါ၏ဖြောင့်မတ်ခြင်းလက်ဆင်ကြယ်ခြင်းရှိသည်နှင့်အလျောက်ထာဝရဘုရားသည်ငါ၌အကျိုးကိုပေးတော်မူ၏တနာတတော်သူဟာကိုတော်သည်တနာခြင်းသဘောကို၎င်းဖြောင့်မတ်သောသူဟာဖြောင့်မတ်ခြင်းသဘောကို၎င်းတန်ရှင်းသောသူဟာတန်ရှင်းသောသဘောကို၎င်းဆန့်ကျင်သောသူဟာဆန့်ကျင်သောသဘောကို၎င်းပြတော်မူ၏နှိမ်ချလျက်ရှိသောသူတို့ကိုကိုတော်သည်ကယ်တင်၍ထောင်လွှားသောမျက်နှာကိုမူကားရှုံချတော်မူ၏အိုထာဝရဘုရားကိုတော်သည်အကျွန်ုပ်၏မိခွက်ကိုထွန်း၍အကျွန်ုပ်၏ဘုရားသခင်သည်အကျွန်ုပ်၏မှောင်မိုက်ကိုလင်းစေတော်မူ၏ကျွန်ုပ်သည်ကိုတော်ကိုအမိပြု၍တက်ကိုဖြတ်ပါပြီကျွန်ုပ်၏ဘုရားသခင်ကိုအမိပြုလျက်မြို့ရိုးကိုကြော်၍ဝင်ပါပြီဘုရားသခင်စီရင်တော်မူသောအမှုသည်စုံလင်၏ထာဝရဘုရား၏သစ္စာတော်သည်အစစ်ခံ၍တည်ခိုလုံသောသူအပေါင်းတို့အကွယ်ကာဖြစ်တော်မူ၏ထာဝရဘုရားမှတပါအဘယ်ဘုရားသခင်ရှိသနည်းငါတို့ဘုရားသခင်မှတပါအဘယ်မိသောကြောက်ရှိသနည်းထိုဘုရားသခင်သည်ငါကိုခွန်အားခါးပန်းနှင့်စီး၍ငါသွားရလမ်းကိုဖြောင်းစီတော်မူ၏ငါခြေကိုသမင်ခြေကဲ့သို့အလျင်မြန်စေ၍ငါ၏မြင့်ရအရပ်ပေါ်မှငါကိုတင်ထားတော်မူ၏ငါလက်ကိုစစ်မှု၌လေ့ကျက်စေခြင်းတွင်တင်တော်မူ၍ကြီးဝါလေးကိုငါလက်ယုံနှင့်ငါတင်နိုင်၏ကိုတော်သည်ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍လက်ရတော်လက်အားဖြင့်မဆတော်မူ၏တီးခန့်တော်မူခြင်းအားဖြင့်အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ရောက်ပါအကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ခြေမချော်စေခြင်းကပြုတော်မူသောအားဖြင့်အကျွန်ုပ်သည်ရန်သူတို့ကိုလိုက်၍မိသဖြင့်သူတို့ကိုမပယ်ရှင်းမိတိုင်အောင်မပြန်ပါသူတို့သည်အကျွန်ုပ်ခြေအောက်မှလဲလျက်ရှိ၍မထနိုင်သောကျွန်ုပ်သည်နှိမ်နှင်းပါ၏အကြောင်းမူကားစစ်တိုက်ခြင်းကကိုတော်သည်အကျွန်ုပ်ကိုခွန်အားခပ်ပန်းနှင့်စီး၍အကျွန်ုပ်တပတ်၌ထသောသူတို့ကိုအကျွန်ုပ်အောက်မှလှဲတော်မူ၏အကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လေပင်ကိုအကျွန်ုပ်၌အပ်၍ဖျက်ဆီးရသောအခွင့်ကိုပေးတော်မူ၏သူတို့သည်အော်ဟစ်ကြသောအခါကယ်တင်သောသူမရှိထာဝရဘုရားကိုအော်ဟစ်တော်လဲထူတော်မမူထိုအခါအကျွန်ုပ်သည်သူတို့ကိုလေတိုက်သောမြေမှုန့်ကဲ့သို့ညံ့ညက်ချေပြီးမှလမ်း၌အမိုက်ကိုတွန်တကဲ့သို့တွန်ပစ်လေ၏လူစုတို့သည်ဆိုင်ပြန်တိုက်လိုက်ခြင်းမှအကျွန်ုပ်ကိုကယ်လွှတ်၍တပါးမျိုးသားတို့၏အကဲမှုအရာ၌ခန့်ထားတော်မူသောအဖြစ်အကျွန်ုပ်မသိဘူးသောလူစုသည်အကျွန်ုပ်ထံမှကျွန်ခံပါ၏အကျွန်ုပ်စကားသံကိုကြားသည့်ခဏချင်းတွင်နားထောင်ပါ၏တပါးမျိုးသားတို့သည်အကျွန်ုပ်ကိုတောင်းပန်ကြပါ၏ညှိုးနွမ်းသည်ဖြစ်၍ခိုလုံရာလက်ထဲကတုန်လှုပ်လျက်ထွက်ကြပါ၏
ထာဝရဘုရားသည်အသက်ရှင်တော်မူသည်ဖြစ်၍ငါ၏ကြောက်၌မင်္ဂလာရှိပါသေးတည်းငါကိုကယ်တင်တော်မူသောဘုရားသခင်၌ချီးမြှောက်ခြင်းရှိပါသေးတည်းငါပတ်၌တရားသဖြင့်စီရင်၍လူစုတို့ကိုငါအောက်မှနှိမ်ချတော်သူကဘုရားသခင်ပေသည်ရန်သူတို့လက်မှငါကိုကယ်လွတ်တော်မူ၍အကျွန်ုပ်တပတ်၌ထတော်သူတို့ပေါ်သို့ကိုယ်တော်သည်အကျွန်ုပ်ကိုမြောက်တင်၍လူယူဖြက်စီးတတ်သောလူ၏လက်မှကယ်လွတ်တော်မူ၏ထို့ကြောင့်အိုထာဝရဘုရားအကျွန်ုပ်သည်တပါးမျိုးသားတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုထောပနာသခြင်းဆိုပါမည်ဘုရားသခင်သည်မိမိခံထားသောမင်းကြီးကိုအထူးသဖြင့်ကယ်လွတ်တော်မူ၏ပိသိက်တော်ကိုခံရသောဒါဝိဒ်မှစ၍အမျိုးနွယ်အားကာလအစဉ်ဆက်ဂရုဏာကျေးဇူးကိုပြုတော်မူ၏စာလံကျမ်းအခန်းကြီး19မိုးကောင်းကင်သည်ဘုရားသခင်ဘုန်းအသရေတော်ကိုကြားပြော၍မိုးမျက်နှာချက်သည်လက်တော်နှင့်လှုပ်သောအရာများကိုပြသ၏တနေ့ကိုတနေ့မျက်ဆို၍တညကိုတညတွင်တင်၏နှုတ်မြတ်ခြင်းစကားပြောခြင်းမရှိသူတို့နှုတ်ထွက်တံကိုမကြားရတော့လဲသူတို့၏အတန်သည်မြေတပြင်လုံး၌နှံ့ပြား၍သူတို့၏စကားသည်မြေကြီးစွန်းတိုင်ရောက်လေ၏မိုးကောင်းကင်တွင်နေဗိမာန်ကိုထားတော်မူသဖြင့်နေသည်အိတ်ခမ်းထက်ကထွက်လာသောမင်္ဂလာဆောင်လူလင်ကဲ့သို့ဖြစ်၍ခွန်အားကြီးသောသူကဲ့သို့မိမိသွားရလမ်းသို့လိုက်ပြေးမိဟုဝမ်းမြောက်လျက်မိုးကောင်းကင်တစွန်းမှထွက်လာ၍တစွန်းတိုင်အောင်လှည့်ပတ်သောအဖြစ်သူ၏အပူချိန်မှကွယ်လွတ်သောအရာတစ်စုံတစ်ခုမျှမရှိထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ထာဝရဘုရား၏တတ်သိခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်၏ထာဝရဘုရား၏ဤဥပရိသတို့သည်ဖြောင့်မတ်သည်ဖြစ်၍စိတ်နှလုံးကိုရှင်လန်းစေတတ်၏ထာဝရဘုရား၏ပညတ်တော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်းလင်းစေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည်တန်ရှင်းသည်ဖြစ်၍ကာလအစဉ်မြဲတည်ထာဝရဘုရား၏စေတော်မူချက်တို့သည်သစ္စာတရားနှင့်ညီ၍တညီတညွတ်ထဲဖြောင့်မတ်ကြ၏ရွှေထက်မကများစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ပြားရည်ထက်မကပြားလပိုးထက်ချိုကြ၏တရားတော်အဖြစ်ကိုယ်တော်၏ကျွန်သည်တတိယ၍တရားဆောင်ခြင်းကြိုးသည်ကြီးလာပါ၏မိမိမှားယွင်းခြင်းကိုအဘယ်သူသည်နားလည်နိုင်သနည်းမထင်ရှားသောသူရိုက်ပြည့်နှင့်ကျွန်ုပ်ကိုကင်းစင်စေ၍ရဲရင်သောသူရိုက်ကိုလည်းကိုယ်တော်၏ကျွန်သည်မပြုရမီကြောင်းစီတာတော်မူပါဒုစရိုက်ပြစ်သည်ကျွန်ုပ်ကိုအဆိုးမရပါစေနှင့်ထို့သောအဖြစ်ကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍ကြီးစွာသောပြစ်မှားခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်ကျွန်ုပ်ပြောသောစကားနှင့်စိတ်နှလုံး၏အကြံစီသည်ရှိတော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသောအိုထာဝရဘုရားကျွန်ုပ်၏ကြောက်ကျွန်ုပ်ကိုရွေးနှုတ်တော်မူပါဗျာစာလံကျမ်းအခန်းကြီး20ဘေးအန္တရာယ်ရောက်သောကာလ၌ထာဝရဘုရားသည်ကိုယ်တော်စကားကိုနားထောင်၍ယာကုပ်၏ဘုရားသခင်နာမတော်သည်ချီးမြှောက်တော်မူပါစေသောတန်ရှင်းရာဌာနတော်တွေကကူညီ၍ဇီယုန်တောင်ပေါ်ကထောက်ပင့်တော်မူပါစေသောကိုယ်တော်၏ပူဇော်တတ်ကအလုံးစုံကိုအောက်မေ့၍မိရှုသောရစ်ကိုလက်ခံတော်မူပါစေသောကိုယ်တော်၏စိတ်လိုရှိသည့်အတိုင်းပေးသနာ၍အကြံစီတော်ရှိသမျှတို့ကိုပြည့်စုံစေခြင်းကပြုတော်မူပါစေသောကိုယ်တော်၏ကယ်တင်ခြင်းကြောင့်ကျွန်ုပ်တို့သည်ဝမ်းမြောက်၍ကျွန်ုပ်တို့၏ဘုရားသခင်၏အခွင့်နှင့်အလံကိုထူကြပါလိမ့်မည်ထာဝရဘုရားသည်ကိုယ်တော်ဆုတောင်းသမျှအတိုင်းကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားပေးတော်မူ၍ပိသိက်ခံသောသူက၎င်းကယ်တင်တော်မူကြောင်းကို၎င်းလက်ရလက်တော်ကယ်တင်ခြင်းအစွန်းနှင့်ထိုသူ၏စကားကိုတန်ရှင်းသောကောင်းကင်ပေါ်မှနားထောင်တော်မူကြောင်းကို၎င်းယခုငါသိအချို့သောသူတို့သည်ယထာကို၎င်းအချို့တို့သည်မြင်းကို၎င်းချီးမွမ်းတတ်ကြ၏ငါတို့မူကားငါတို့ဘုရားသခင်သည်ဟုသောထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်သူတို့သည်နှိမ့်ချ၍လဲလျက်ရှိကြ၏ငါတို့မူကားထ၍မတ်တက်နေကြ၏အိုထာဝရဘုရားမင်းကြီးကိုကယ်တင်တော်မူပါကျွန်ုပ်တို့ခေါ်တော့အခါနားထောင်တော်မူပါ